စီလန်းကြောင်ပိုးဝင်နေဆိုတော့စီလန်းကြောင်မှာအပိုင်းလေး၄ခုရှိတယ်ကြောက်ကက်ကဲစီးပို့ပြုံးရင်စီးစုအင်းရင်စီးစွန့်ပြတယ်ဒါကိုခန္ဓာပေးတာမှာသင်ခဲ့တယ်ဒီပိုင်း၄ပိုင်းလုံးပိုးကဝင်နိုင်တယ်စီးပို့စီးစွန့်ပြုံးကိုဝင်တဲ့အခါကျလို့ရှိရင်စီးသွားတဲ့အခါမှာပူရဲစူးတယ်ဆိုတော့ထိပ်ပွားကနေခံစားရမယ်ပြီးတော့စီးထဲမှာအယောင်နောက်နဲ့အဖြစ်တွေပါမယ်အခါလေးကျရင်အဖြူတွေပါဆင်းတယ်စီးရင်ကိုဝင်တော့စီးရင်နေနာလာမယ်စီးခန်းခဏသွားချင်တာကိုခံစားရမယ်စီးသွားရင်စီးသွားတဲ့အချိန်မှာသွေးလေးတွေပါလာတတ်တယ်ကြောက်ကပိုးဝင်လို့ကြောက်ကရောင်ရင်ကြောတွေအောင်ပြီးတော့စီးပို့ပြုံပိုးဝင်လို့စီးပို့ပြုံရောင်ရင်တော့ခါးတွေနာတာကိုခံစားရမယ်တခြားလက္ခဏာတွေကတော့ကိုပူခြင်းတို့ဖြစ်မယ်အန်ခြင်းတို့ဖြစ်လာမယ်သူ့ရဲ့ဖွဲ့စည်းပုံအနေထားကိုကြည့်လိုက်မယ်မိန်းမဆိုလို့ရှိရင်တအိမ်ရှိမှစီးအိမ်ရှိတယ်တအိမ်ရဲ့အနောက်မှာကျတော့အစာစွန့်ပြုံရှိတယ်အဲ့တော့အစာစွန့်ပြုံနေရနေမှာတစ်စင်မစင်စွန့်လိုက်တဲ့အခါမှာမစင်ထဲမှာဘက်တီးရီးယားပိုးမွှားတွေပါတတ်တယ်မိန်းကလေးတွေဆိုလို့ရှိရင်အဲ့မစင်ကနေမှာတစ်စင်မိန်းမကိုနဲ့စီးပြုံတွေကိုဝင်တာပို့ပြီးတော့လွယ်တယ်။ယောက်ျားလေးတွေထပ်ပို့လွယ်တဲ့အခါမှာစီလန်းချောင်းပိုးဝင်ခြင်းကမိန်းကလေးတွေမှာပို့ပြီးတော့အဖြစ်များတာကိုတွေ့ရတယ်။ Chlamydia လို့ခေါ်တဲ့လိန်ရနေတစ်ဆင့်ကူးစက်တဲ့ယောဂကအရင်အဖြစ်များပါတယ်။ယောက်ျားလေးတွေထက်မိန်းကလေးတွေမှာပို့ပြီးတော့အဖြစ်များပါတယ်။ဖြစ်ရခြင်းအကြောင်းရင်းကတော့လိန်ဆက်ဆံခြင်းအမျိုးမျိုးကနေမှတစ်ဆင့်ဝင်လာတဲ့ Chlamydia trachomatis bacteria ဆိုတဲ့ပိုးမွှားကြောင့်ပဲဖြစ်ပါတယ်။လိန်ဆက်ဆံခြင်းအမျိုးမျိုးကြောင့်ရလာတဲ့ဒီပိုးဒီအကယ်တော့ကိုဝင်ဆောင်မိခင်တွေမှာပါဆွဲကက်တယ်ဆိုလို့ရှိရင်တော့ဒီယောဂကတတိသားကိုပါကူးစက်နိုင်တဲ့ယောဂမျိုးဖြစ်ပါတယ်။ Chlamydia ယောဂရှိသူနဲ့လိင်ဆက်ဆံပြီးတဲ့အခါမှာအဲဒီယောဂပိုးကမိမကိုဝင်လာပါတယ်။အဲဒီအခါမှာChlamydia ကမိမကိုရဲ့အပေါ်ယံအလွှာဆဲလေးတွေနိုင်ရန်ကိုတက်ရောက်သွားတယ်ပြီးတော့ဆဲလေးနိုင်ရန်တွေကနေဆဲအတွင်းကိုဝင်သွားတယ်။ပြီးတော့Chlamydia တွေအဆုလိုက်အဖွဲလိုက်တည်ရှိပြီးတော့ဆဲတွေကပွားလာတယ်Chlamydia ရဲ့တစ်ကောင်ပြီးတစ်ကောင်ပွားလာပြီးတော့ဆဲအတွင်းမှာနေတယ်အချိန်တစ်ခုရောက်တဲ့အခါမှာသူတို့ကဆဲဒီတစ်ခုကနေမှတစ်ဆင့်နောက်တစ်ခုတွေကိုကူးတန်းပြီးတော့နေရာပြောင်းသွားတယ်ဒါမှမဟုတ်Chlamydiaအုပ်စုလိုက်ကြီးကဆဲကိုဖောက်ခွဲထွက်ပြီးမှဆဲကိုပျက်စီးစေပြီးမှအပြင်ကိုထွက်သွားတယ်ထွက်လာတဲ့Chlamydiaတွေကိုသွေးဖြူဥဖြစ်တဲ့ခုခံအားတွေကတိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါမှာရောင်ရမ်းစေတဲ့ဓာတ်တွေဖြစ်တဲ့ cytokines, prostaglandins, histamine ဆိုတဲ့ဓာတ်တွေထွက်လာပြီးတော့အဲဒီမိမကိုရှိတဲ့နေရာတစ်ဝိုက်ကရောင်ရမ်းတာကိုခံစားရမယ်။ခုခံအားက Chlamydia ပိုးကိုယူလိုက်တဲ့အခါမှာသူကိုယ်တိုင်ပျက်စီးသွားနိုင်လောက်တဲ့အထိ Chlamydia ကပါဝါကြီးတယ်။အဓိက Chlamydia ယောဂဖြစ်ပွားခြင်းအကြောင်းရင်းကတော့ Chlamydia ယောဂရှိသူနဲ့အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းတွေကြောင့်ဖြစ်တယ်။အဖြစ်များတာကလည်းယောက်ျားလေးတွေထက်မိန်းကလေးတွေကပိုပြီးတော့အဖြစ်များတယ်ဆိုတာကိုသူတည်တနာအရတွေ့ရှိရတယ်။လိင်ပိုင်းဆိုင်ရာမှာတက်ကြွမှုရှိတဲ့သူတွေလိင်ဆက်ဆံတဲ့အခါမှာကွန်ဒုံးမသုံးတဲ့သူတွေတခါတည်းနဲ့တယောက်ထပ်ပို့ပြီးတော့ဆက်ဆံတဲ့သူတွေယောက်ျားချင်းဆက်ဆံတဲ့သူတွေမှာတွေ့ရတယ်။ပိုးဝင်ပြီးဆိုရင်တော့လက္ခဏာကမပြတတ်ဘူး။လက္ခဏာပြပြီးဆိုရင်တော့မှပဲရက်တက်တက်တော်တော်လေးကြာပြီးတော့မှလက္ခဏာကပြလေရှိတယ်။မျိုးသမီးတွေမှာChlamydiaယောဂကြောင့်လက္ခဏာပြပြီးဆိုရင်မိမကိုကနေမှတစ်ဆင့်အရည်တွေကထွက်လာတယ်။လိင်ဆက်ဆံရင်နာကျင်တာကိုခံစားရတယ်။စီးသွားလို့ရှိရင်အရန်ကိုပူတယ်ဆူတယ်။ယောက်ျားလေးတွေလည်းမိန်းကလေးတွေလိုပဲအလားတူလိင်တန်းကနေအဖြူတွေဆင်းတာမျိုးကိုကြုံတွေ့ရမယ်လိင်တန်းတွေရတယ်လိင်တန်းတွေပူတာကိုခံစားရမယ်စီးသွားလို့ရှိရင်ပူတာဆူတာကိုခံစားရမယ်နောက်တစ်ခုကChlamydiaပိုးကမျိုးပွားအင်္ဂါကနေအစာစွန့်ပြုံအင်္ဂါတွေအထိပါပြန့်နှံ့သွားပြီးတော့မစင်စွန့်ပြုံတဲ့အထိကိုရောက်ရှိနိုင်တယ်အဲဒီခါမှာနာကျင်တာအရည်တွေဆင်းတာသွေးဝမ်းထွက်တာခံစားရမယ်မကုပဲအကြာကြီးထားမယ်ဆိုရင်တော့မိမကိုတွေရောက်လာမယ်တာဥအိမ်တွေရောက်လာမယ်တက်အိမ်တွေရောက်လာမယ်တက်အိမ်တွေရောက်တဲ့ခါကျလို့ရှိရင်တက်အိမ်နိုင်ငံတွေကနာကျင်လာမယ်ကလေးမရနိုင်တော့တာလည်းဖြစ်လာနိုင်တယ်လို့နောက်ဆုံးတစ်ခုကတော့ကလေးရပြီဆိုလို့ရှိရင်တော့မှပဲတတိတေတာတက်အိမ်မှာမဟုတ်ဘဲနဲ့တာဥပို့ပြမှာတတိတေပြီးတော့မျိုးမအောင်တာကိုကြုံတွေ့ရလိမ့်မယ်တတိရရှိပြီဆိုရင်တော့မှပဲတတိသားကိုအဲ့ဒီဘဝကူးဆက်ပြီးတော့တတိသားဒီစောစောမွေးတာ ophthalmia neonatum လို့ခေါ်တဲ့မျက်စိပိုးပါလာတာနမိုးနီးယားဆိုတဲ့အသက်ရှူလေပြင်းပိုင်းဆိုင်ရာယောဂါတွေပါလာတတ်တယ်။နောက်ဆက်တွဲမကူပဲထားမယ်ဆိုရင်ရောင်ရမ်းစေတဲ့ chemical တွေကအဆစ်တွေကပြန့်နှံ့ပြီးတော့နောက်ပိုင်းအဆစ်တွေပါနာကျင်လာတာကိုခံစားရလိမ့်မယ်။ကုသတဲ့ဆေးတွေကတော့ antibiotic ပိုးသက်ဆေးတွေဖြစ်တဲ့ azithromycin တို့ doxycycline တို့ပဲဖြစ်တယ်။ဒါကတော့တောင်ဆေးဖြစ်တယ်။နောက်ထပ်သူတို့ထက်ပြင်းတဲ့ထိုးဆေးကတော့ ceftriaxone လို့ခေါ်တဲ့တတိယမြောက်အဆင့် cephalosporins အုပ်စုတွေကပိုးသက်ဆေးပဲဖြစ်တယ်။ဒီပိုးသက်ဆေးကChlamydiaလိုမျိုး gonorrhea ဆိုတဲ့ဘက်တီးရီးယားကိုပါကာကွယ်ပြီးသားကုသပြီးသားဖြစ်တယ်။ဒီပိုးသက်ဆေးတွေကပိုးကိုသေးသွားအောင်လုပ်ပေမဲ့ပိုးကြောင့်ဖြစ်လာတဲ့အဆိပ်ရောင်တာတော့မိမကိုရောင်တာကိုတို့ကိုတော့ပျောက်သွားအောင်လုပ်ပေးတာမဟုတ်ပါဘူး။ဒီယောဂကိုကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့တယောက်တည်းနဲ့ပဲလိင်ဆက်ဆံမှုရှိရပါမယ်။
အဲဒီဆက်ဆံတဲ့တယောက်ကလည်းတခြားသူတွေနဲ့ဆက်ဆံထားခြင်းမရှိဘဲနဲ့ chlamydia စစ်ထားတဲ့အဖြေကလည်း negative မရှိဘူးဆိုတာဖြစ်နေရပါမယ်ပြီးလို့ရှိရင်ဆက်ဆံတဲ့အခါမှာကွန်ဒုံးကိုအသုံးပြုပြီးတော့ဆက်ဆံမယ်ဆိုရင်တော့ပို့ပြီးတော့စိတ်ချပါတယ်အကောင်းဆုံးနည်းကတော့လိင်ဆက်ဆံခြင်းကိုလုံးဝရှောင်ရှားလိုက်ခြင်းပဲဖြစ်ပါတယ်ပြရကစီလန်းကျောင်းနဲ့ဝင်တဲ့ကမှာကြောက်ကကုတ်ဝင်နဲ့စီးဖို့ပြန်ဝင်နိုင်တယ်စီးစုအိမ်တို့စီးစုပြန်တော့ဝင်နိုင်တယ်အဲဒီကမှာကြောက်ကကုတ်ဝင်တော့ကြောစီးဖို့ပြန်ဝင်တော့ခါစီးစုအိမ်ကိုတော့ဝင်တော့စီးခုံနေရာတစ်ဝိုက်ဝမ်းအောက်ပိုင်းမှာရှစ်အောင်ထိုးတာဖြစ်မယ်နောက်တစ်ခုကစီးသွားလို့ရှိရင်စီးပူခြင်းတာခံစားရမယ်စီးအိမ်ကခဏခဏဘက်တီးရီးယားကြောင့်လှုံ့ဆော်ခြင်းခံရတဲ့ကမှာစီးအိမ်ကခဏခဏညစ်တာကိုခံစားရမယ်အဲဒီခါကျတော့စီးခဏခဏသွားခြင်းတာကိုခံစားရမယ်အဲ့တော့စီးရခုမှတခါသွားပြီးပါစီးသိမ့်မရှိတော့ဘူးဒါပေမဲ့ပိုးကြောင့်စီးအိမ်ကခဏခဏဒီလှုံ့ဆော်ခြင်းခံရတဲ့ကမှာစီးအိမ်ကသူ့မှာရှိတဲ့ကြံနေတဲ့စီးအနှင်းငယ်ကိုတော့သွားညှစ်ပြီးတော့စွန့်ခြင်းတယ်အဲဒီခါကစီးသွားပြီးတော့လည်းကြံနေရလို့ခံစားပြီးစီးကြံစီးမှုကခံစားရမယ်နောက်ဆုံးတစ်ခုကတော့စီးသွားလို့ရှိရင်သွေးပါမယ်။ဘာကြောင့်လဲဆိုတော့စီးတန်းကြောင့်နေရတွေကဘက်တီးရီးယားကြောင့်ပျက်စီးသွားလို့ရှိရင်သွေးထွက်တာဖြစ်နိုင်တယ်။အဲဒီတိုင်းပဲမျိုးပွားလန်းကိုပိုးဝင်တဲ့ကမှာလည်း main ကလေးဆိုရှင်တက်အိမ်နေရှိအောင်တာခံစားရမယ်။ယောက်ျားလေးရော main ကလေးရောစီးသွားလို့ရှိရင်ဒီပုံမှာပူချင်တာဖြစ်တယ်လို့မျိုးပွားလန်းကြောင့်ပိုးဝင်လည်းစီးသွားလို့ရှိရင်ပူဆူတာကျင်တာခံစားရမယ်။စီးကြံစီးမှုခံစားတယ်လို့မျိုးပွားလန်းကြောင့်ကိုဝင်လည်းစီးကြံစီးမှုခံစားရမယ်။စီးလန်းကြောင့်ဝင်စီးသွေးပါတော့မျိုးပွားလန်းကြောင့်ဝင်လဲစီးသွေးပါတာအပြင်အဖြူစင်းတာတွေပါဖြစ်တတ်တယ်။ပြီးတော့မျိုးပွားလန်းကြောင်းနေရာတစ်ဝိုက်မှာအနာတွေပါဖြစ်တတ်တယ်။ဒါကစီးလန်းကြောင်းဝင်လို့ပေးတဲ့ဆေးတွေဒါကြောင့်မျိုးပွားလန်းကြောင်းဝင်လို့ပေးတဲ့ဆေးတွေစီးလန်းကြောင်းမျိုးပွားလန်းကြောင်းဘက်တီးရီးယားဝင်တဲ့အခါမှာရှင်းအောင်ထိုးတာဖြစ်မယ်။စီးသွားလို့ရှိရင်စီးပူစီးခြင်းဖြစ်မယ်။ဒါကြောင့်ရှင်းအောင်ထိုးတာပျောက်တဲ့ဆေးမှာ Hyoscine Rotavirin ရှိတယ်။ဒီဆေးနှမျိုးကအဆိုင်သင်ခန်းစာမှာတော့တင်ထားပြီးသွားဥလန်းကြောင်းနဲ့ရှင်းအောင်ထိုးတာပျောက်တာဥလန်းကြောင်းနိုင်ရလေးတွေအနာပေးလိုက်တာဆက်ပြီးတော့မညစ်နေတော့ဆိုတော့အဲ့တိုင်းပဲဒီမှာဆိုလို့ရှိရင်တော့စီလန်းကြောင်းပိုးဝင်တဲ့အခါမှာဒီစီးပြုံနေကြောက်ကက်ပြုံနေစီးစုအိမ်နေဒါတွေကခဏခဏရှစ်ပြီးတော့ကြွတ်တက်တဲ့နာနေမှာဆိုလို့ဒီဆေးတွေကိုပေးတာအဲ့တော့သူကအစာလန်းကြောင်းကြွတ်သားတွေညှစ်တာလည်းကောင်းတယ်စီလန်းကြောင်းကြွတ်သားတွေညှစ်တာလည်းကောင်းတယ်လို့ Rotavirin ကြည့်မယ်ဆိုရင်မျိုးပွားလန်းကြောင်းကြွတ်သားတွေညှစ်တာတအိမ်နဲ့ညှစ်တာနာတာကောင်းတယ်ရာသီလာလို့ရှစ်အောင်နာတာတွေပါ Rotavirin ကောင်းတယ်ဒါကြောင့်လို့အစာရင်လန်းကြောင်းမှာဆိုလို့ရှိရင်ရှစ်အောင်နာပျောက်စရာ၅မျိုးရှိတယ်စီလန်းကြောင်းမှာဆိုလို့ရှိရင်တော့2မျိုးပဲကျန်တော့တယ် Hyoscine နဲ့ Rotavirin နဲ့ကျန်တော့တယ်မျိုးပွားလန်းကြောင်းမှာဆိုရင်တော့ Rotavirin ပဲကျန်တော့တယ်မီလီဂရမ်တွေကတော့အတူတူပဲ Hyoscine ကတောက်ဆေးအကျော်သေးသားသေး Rotavirin နဲ့တောက်ဆေးအကျော်သေးသားသေးဟိုက20မီလီဂရမ်ဒီအောက်က40-80မီလီဂရမ်3ချိန်ကနေ4ချိန်ထိပေးတယ်ကဲဒီစီးပူစီးကျင်တက်တာစီက Disodium Hydrogen Citrate 2ဆိုတာ Di လို့ရေးထားနော် Na က Sodium H က Hydrogen Disodium Hydrogen Citrate ပြီး Potassium Citrate ဒီနှစ်မျိုးကဒီအပေါ်ကတစ်မျိုးကတောက်ဆေးအရည်ရှိအောက်ကတစ်မျိုးကတောက်ဆေးအခဲရှိအရည်ကိုတောက်တဲ့ခါကျလို့ရှိရင်တစ်စုံကနေနှစ်စုံသမင်းစားစုံမဟုတ်ဘူးလက်ဖက်ရည်စုံနဲ့တောက်ပါတယ်တစ်နေ့ကို3ချိန် Potassium Citrate ကလည်းတစ်ခါတောက်လို့ရှိရင်20တစ်နေ့ကို3ချိန်တောက်ပါတယ်ကဲအဲ့တော့မျိုးပွားလန်းကြောင်းစီလန်းကြောင်းနဲ့မျိုးပွားလန်းကြောင်းပေးတဲ့ဆေးကတူတူပဲဆိုတာတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဖြစ်တဲ့ယောဂလက္ခဏာတွေလည်းတူတယ်။ကဲလို့စီးသွားလို့ရှိရင်သွေးပါတယ်ဆိုလို့ရှိရင်တော့အဆိုင်မှာသွေးကြောပေါက်လို့ရှိရင်ပေးတဲ့အဆိုင်ပေါက်လို့ရှိရင်ပေးတဲ့ဆေးဖြစ်တဲ့သွေးတိတ်ဆေး tranexamic acid တောက်ဆေး250ကနေ900မီလီဂရမ်တစ်နေ့ကို3ချိန်ပြီးပေးရတယ်။ tranexamic acid ကအကျော်ဆေးအသားဆေးရှိရဲလိုအပ်တယ်ဆိုလို့ရှိရင်တော့အရင်ဆိုတယ်ဆိုလို့ရှိရင်တော့အကျော်ဆေးအသားဆေးပါသုံးလို့ရတယ်။စီလန်းကြောင်းပိုအကြီးစားဝင်လို့စီးသွားလို့ရှိရင်သွေးအများကြီးပါတယ်ဆိုတော့ tranexamic အကျော်ဆေးအသားဆေးပါသုံးရမယ်။အဲ့တော့ကွာခြားချက်လေးတစ်ခုကစီလန်းကြောင်းမျိုးပွားလန်းကြောင်းပါဖြစ်တယ်ဆိုတော့စီကြံစီမှုဖြစ်တဲ့အဲ့ကကြလို့ရှိရင် oxybutyrate နဲ့ trospium တို့ပေးမယ် oxybutyrate ကစီးအိမ်နေရန်ကြက်သားကိုအနာပေးတယ် trospium နဲ့အနာပေးတယ်အနာပေးလိုက်တဲ့ကကြစီးအိမ်ကြီးကခဏခဏမညစ်တော့တဲ့ကကြစီးခဏခဏသွားခြင်းနဲ့ဆိုတာကိုမခံစားရတော့အဲ့တော့ oxybutyrate က 2.5 ကနေ5 mg တစ်နေ့ကိုတစ်ခါတောက်ရင်တစ်နေ့ကို2ချိန်ကနေ3ချိန်ထိတောက်လို့ရတယ်အဲ့ 2.5 နှလုံးဆိုလို့ရှိရင်5တိတစ်ခါတောက်ရင်နှလုံး2ချိန်3ချိန်ထိလိုရင်တောက်လို့ရတယ် trospium က20 mg တစ်နေ့ကို2ချိန်တောက်ရတယ်ဒါဆိုလို့ရှိရင်တော့စီလန်းကြောင်းပိုးဝင်တာမျိုးပွားလန်းကြောင်းပိုးဝင်တာအတွက်ပိုးတက်ဆေးကိုပေးပြီးတာနဲ့သူတို့မှာဖြစ်တဲ့ယောဂအလိုက်ရေအောင်ထုံနိုင်ဆို Rotavirin စီးပူစီခြင်းနဲ့ဆိုလို့ရှိရင် Disodium Hydrogen Citrate စီးကြံစီးမှဖြစ်တဲ့ oxybutyrate နဲ့သွေးပါတယ်ဆိုလို့ရှိရင်တော့ tranexamic acid ကိုပါပေးလို့ရပါတယ်